အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ငရံသွားပြတာနဲ့ကောင်ရခဲ့ပါတယ်ငါကတော့အရင်မကြည့်ဘူးအကောင်ကတော့သေးတယ်ဒါမစိုးနဲ့ကောင်ရခဲ့တော့တယောက်စာတော့အေးစေးရငါတွေကသွားပေါက်သေးရလားမသိဘူးအကောင်ရမ်းသေးတယ်နှုတ်ရောပြတ်ရလားမသိပိတ်နေတယ်ခေါင်းနဲ့ကြီးခန္ဓာကိုယ်နဲ့သေးတယ်ဒီကောင်ဆိုပိုသိတာဒီမှာမော်ဒယ်ဖြစ်နေငါຫນွေရောက်လာတော့အစာနည်းနည်းရှာတော့နည်းအာဟာရချွတ်တယ်အားပြောလူတွေတော့အာဟာရချွတ်တယ်ခေါင်းကြီးခန္ဓာကိုယ်သေးရင်ဘာရုပ်နဲ့ရခဲ့ရလဲဆိုတော့ဒါလေးကနှစ်ကောင်လုံးကဒီရုပ်နဲ့ရခဲ့တာဒီမှာဘယ်လိုခေါ်လဲဆိုတော့ဒါတိုက်ချက်လို့ခေါ်ရလားမသိဘူးဒါလေးကိုသူ့နာမည်ရှိတယ်။အချိန်နေသေးတယ်အရေးတယ်။ပြီးတော့ခဏရက်လိုက်အောင်ပါ။ပြန်ရပြီနော်။ဒီမှာဒါလေးရရေအောက်ရုပ်ချိတ်က3ခွာနဲ့ဒီကောင်ကိုက်လိုက်တော့မလွတ်တော့ဘူးငါကတော့အပိုင်ပဲရှိုက်စရာတော့တိတ်မလို့ငါတိုက်ချက်လို့ခေါ်ရတဲ့နာဒါလေးရုပ်ကတော့အမျိုးမျိုးရှိတယ်ပုံစံလေးတွေဒါစပွန်ရှိတော့ချစ်စရာဒါမှအန်တယ်များတယ်ခြုံကြီးရဲ့ကန်နေဆိုထိုင်များတဲ့ကန်ဆိုဒါပြတ်လို့မရဒီရေပေါ်ရုပ်တွေနဲ့စမ်းသုံးကြည့်တယ်ဒါမှကန်အရမ်းရှင်တော့ငါမကိုက်ဘူးမကိုက်ရတော့ဒီရုပ်နဲ့ကျွန်တော်ပြစ်နေကြပါထိုင်းရုပ်အရန်ကောင်းတယ်ဒီရုပ်ကငါအရန်ရအရှိဗီဒီယိုတွေမှာကျွန်တော်ရခဲ့တဲ့ငါးတွေကဒီရုပ်လေးတွေပဲရတာဒီရုပ်လေးနဲ့ငါးအများကြီးရပြီပါပဲဒီရုပ်ကြောင့်ငါမရတာတော့မဟုတ်ဘူးကန်ဒီရေပေါ်ရုပ်တွေနဲ့ပြစ်နေကြဆိုတော့ငါးတွေကဒါမကိုက်ရတော့ရှင်သွားတာအဲ့ဒါပြောပြတာရုပ်တွေကတော့အကုန်လုံးကောင်းတယ်အဲ့တော့အလဲ့ကြောင်းဖြစ်အောင်ဒီကောင်လှည့်စားတာတော့သူတော့ရေပေါ်ရုပ်ရှင်ရေအောက်ရုပ်နဲ့အဲ့လိုပြောင်းသုံးကြည့်ကြိုက်တယ်ငါဒီကောင်လေးစမ်းသုံးကြည့်ရနောက်ကောင်ကြိုက်တယ်ဒီကောင်လေးနဲ့ပထမဆုံးရဘူးတာဒီငရနောက်ကောင်ဒီကောင်လေးကတစ်ခါတော့မရဘူးဒီကောင်လေးနဲ့ဒီကောင်ငါ share ရပြီပါပြီဒီကောင်လေးဒီကောင်40သားကောင်3ကောင်တော့ရဘူးပါပြီအကြီးရွှေဖားကောင်နာမည်ကြီးရကောင်းလည်းကောင်းတယ်မပြုတ်တော့ပြုတ်နေချပြီးဝယ်ထားတာဒီကောင်လေးတော့မရဘူးဒီကောင်ဒီကောင်အယုတ်နေတော့ကြီးရရုပ်ကြီးတော့ငါကြီးမှအဆင်ပြေပါငါသေးပါဇက်မဆန်ဒီရုပ်လေးကငါကြီးတော့ပိုအဆင်ပြေဒီကောင်လေးရသေးတော့ငါစိုက်ဆောင်ရတာဒီကောင်လေးတော့ပိုတော့မရသေးရတေးသေးလေးရုပ်ရထပ်တော့ဝယ်အောင်ထပ်စုလာအောင်မိုးရင်းရောက်လာရှေ့ပြလို့ရတယ်တော့ဒီနေ့နဲ့ကောင်ကဒါလေးနဲ့ရကြရဖြစ်ပါလိမ့်မယ်မနေ့ပြန်တော့တခုလောက်စားရမယ်ဒီနေ့ကောင်ဘာလောက်စားရကောင်းမလဲတော့မသိဘူးနောက်တော့ထပ်များကြည့်မယ်ဒီကောင်လေးထပ်ရအောင်မတင်ဘူးငရရတော့ပြစ်ကွင်းတွေကရှားလာပြီသွားတဲ့နေရာတော့ဝေးပြစ်ကွင်းတွေကရှားလာငါတိမ်ပြမိုးရင်းမအဆင်ပြေတယ်မိုးရင်းမကတော့ပိုအဆင်ပြေဆိုအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်